လူငယ်တွေတဲ့ရွှေပြောင်းမှုတွေများလာတယ်တဲ့လူကြီးတွေလည်းကြောကြလာတယ်ဆိုပြီးတော့စစ်ကောင်းဆောင်ကပြောတယ်တဲ့အဲ့ဒါကြီးမင်းမသိဘူးလားဘာကြောင့်ဖြစ်တယ်ဆိုတာဟမ်မစ်ဆောက်ယူထားပြီးတော့အာနာယူပြီးတော့မင်းလက်နက်အားကိုနဲ့အာနာသိမ့်ခဲ့လို့လေနော်အဲ့လိုအာနာသိမ့်တော်ကိုမကြိုက်လို့တော်လန်ပုံကံရင်ထောင်ထဲရောက်နေတဲ့လူငယ်တွေအများကြီးပဲတောထဲမှာတော်လန်ရေးသမားဖြစ်တဲ့လူငယ်တွေအများကြီးပဲမင်းတို့စစ်မှုထမ်းဥပဒေကိုလက်မခံလို့စစ်မှုမထမ်းခြင်းလို့တိုင်းတစ်ပါးကိုဖျက်ပြေးတင်းရှောင်နေတဲ့လူငယ်တွေလည်းအများကြီးပဲမင်းတို့စစ်မှုထမ်းဥပဒေကြောင့်ပေါ်တာဆွဲပြီးတော့နော်အတင်းအဓမ္မစစ်မှုထမ်းခိုင်းလို့ရှေ့တန်းမှာတည်ကြည်ပျက်စီးနေတဲ့လူငယ်တွေလည်းအများကြီးပဲအဲ့ဒါမသိဘူးလားဟမ်မသိရင်ကိုပြန်ပြီးတော့စဉ်းစားပြီးမေးနော်နောက်တော့ဒါမှမဟုတ်မင်းရဲ့နောက်လိုက်ခွေးတွေကိုမေးကြည့်နော်ရှင်းလား